အခုဘုန်းကြီးတို့တရားဓမ္မတွေတရားနာနေတာခန္ဓာ၅ပါးနဲ့နာတာပေါ့မြင်သာအောင်ပြောကြသူဆိုရင်အကျဉ်းစားပြောထားပါဦးမယ်အခုသူ့ကြည့်လဲမြင်ရကိုယ်ကြည့်လဲမြင်ရငုတ်တုတ်ကြီးတွေလေမျက်စိနဲ့မြင်ရတာတွေလေရုပ်တရားမို့လို့မြင်ရတာပေါ့ရုပ်တရားမို့လို့သူ့ကြည့်လဲမြင်ရကိုယ်ကြည့်လဲမြင်ရတဲ့ရုပ်တရားအစုအဝေးကြီးယူပကရုပ်တရားခန္ဓာကအစုအဝေးယူပခန္ဓာဆိုတော့ရုပ်တရားအစုဝေးလို့အဓိပ္ပာယ်ရတာပေါ့ဆိုတော့နှစ်ခုပေါင်းတော့ယူပနဲ့ခန္ဓာနဲ့ပေါင်းရင်ယူပခန္ဓာကကြီးလေးတစ်လုံးရှင်းလိုက်တော့ယူပဲခန္ဓာပါတယ်တော့ယူပဲခန္ဓာအဓိပ္ပာယ်ကတော့ရုပ်သဘောတရားအစုအဝေးလို့အဓိပ္ပာယ်ရတာပေါ့နော်ဟုတ်ပြီရုပ်သဘောတရားအစုအဝေးကခန္ဓာဖွဲ့ပါခန္ဓာယူပဲခန္ဓာအခုထိုင်းလာတာတော်တော်ကြာသွားပြီညောင်းတယ်ညာတယ်ကြိုက်တယ်ခဲတယ်ဆိုတာဝေဒနာတွေလို့ပြောခဲ့ပါကောအဲ့ဒီဝေဒနာတွေခန္ဓာဖွဲ့ရင်ဘာခန္ဓာဝေဒနာခန္ဓာဟုတ်တယ်နော်ညောင်းတဲ့ဥစ္စာတွေလည်းဝေဒနာခန္ဓာမညောင်းဘူးဆိုတဲ့ဥစ္စာလည်းပဲဝေဒနာခန္ဓာဟိုကြအလေအလတ်သဘောလည်းပဲဝေဒနာခန္ဓာဝေဒနာက၃မျိုးမဟုတ်လား၃မျိုးရှေ့သွားလိုက်တဲ့အခါကျတော့ပါလေတင်ញဲခန္ဓာဟုတ်တယ်တင်ညာဆိုတဲ့သဘောတရားတွေတင်ညာဆိုတဲ့သဘောတရားတွေကမှတ်သားတတ်တယ်မဟုတ်လားဒါကအပြာခေါ်တယ်ဒါကအဝါခေါ်တယ်ဒါကအစိမ်းခေါ်တယ်မှတ်ထားဆိုလို့ရှိရင်မှတ်တတ်တဲ့သဘောတွေလေအဲ့ဒါလိုမှတ်တတ်တဲ့သဘောတွေဆိုတာတင်ညာမဟုတ်လားအဲ့ဒီတင်ညာသဘောတရားတွေကိုစုပေါင်းပြီးတော့ဉာဏ်နဲ့စုပေါင်းပြီးတော့ခန္ဓာဖွဲ့တော့ဘာခန္ဓာတင်ញဲခန္ဓာဟုတ်တယ်ဟောစေတသိက်တွေက52မျိုးတောင်ရှိတာအဲ့ဒီထဲကဝေဒနာစေတသိက်ခွဲထုတ်ဝေဒနာခန္ဓာတင်ညာစေတသိက်ခွဲထုတ်တင်ញဲခန္ဓာနှစ်ခုပြောပြီးပြီမဟုတ်လားဘယ်လောက်ကြံသေးတော့50ကြံသေးတယ်ဘယ်လောက်ကြံသေး50ကြံသေးတယ်52ပါးတွေက2ပါးခွဲထုတ်ပြီးပြီဆိုတော့ဘယ်လောက်ကြံသေး50ကြံသေးအဲ့ဒီ50တဲ့ကောင်းတာဒီလဲပါရဲ့မကောင်းတာဒီလဲပါရဲ့စုစုပေါင်းပေါင်းဒီ50အစုအဝေးအဲ့ဒီထဲမှာစေရနာလေးကခေါင်းဆောင်တာပေါ့စေရနာလေးကလှုပ်လှုပ်ရှားရှားနဲ့လှုပ်တက်ကင်တက်လို့သူ့ကိုသင်္ခါရလို့နာမည်ပေးထားတယ်စေရနာလေးရဲ့နာမည်ကဘယ်သူတော့သင်္ခါရသင်္ခါရလို့နာမည်ပေးထားတော့သင်္ခါရလေးခေါင်းဆောင်တဲ့50နော်သင်္ခါရလေးခေါင်းဆောင်တဲ့50အစုအဝေးကြတော့ဘာခန္ဓာသင်္ခါရခန္ဓာဗါတဲ့သင်္ခါရခန္ဓာဒါစေတသိက်တွေကြီးပဲပေါ့နော်ဝေဒနာခန္ဓာတင်ញဲခန္ဓာသင်္ခါရခန္ဓာစေတသိက်တွေကြီးပဲနော်ဟိုဘကြားတဲ့ခါကျတော့တိတတ်တဲ့စိတ်ကလေးတွေသူ့ကြတော့ဝိညာဏခန္ဓာဗါတဲ့တော့ဝိညာဏခန္ဓာရပြီနော်ဒီတော့ဝေဒနာခန္ဓာတင်ញဲခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာအဲ့ဒီ၄မျိုးကမျက်လုံးနဲ့မြင်ရရဲ့လားမမြင်ရပါဘူးအဥဆုံးဖြစ်တဲ့ရုပ်တာမြင်ရတာမဟုတ်လားကျန်တဲ့ဝေဒနာခန္ဓာတင်ញဲခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာအဲ့ဒီခန္ဓာ၄ပါးကနာမ်ခန္ဓာတွေပဲဘာခန္ဓာတွေနံတရားတွေမှုလို့မမြင်ရတာပါမမြင်ရပေမဲ့လို့ဉာဏ်နဲ့တော့သိလို့ရပါတယ်ဝေဒနာခန္ဓာတင်ញဲခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာနံခန္ဓာဘယ်နှပါ၄ပါးအဥဆုံးဥစ္စာကယုတ်ခန္ဓာကျန်တာတွေကနံခန္ဓာအဥဆုံးကယုတ်ခန္ဓာကျန်တာတွေကနံခန္ဓာယုတ်ခန္ဓာနဲ့နံခန္ဓာယုတ်ခန္ဓာနဲ့နံခန္ဓာအတူကောက်ဆိုရင်ယုံနဲ့နံနဲ့ယုတ်ဒီနှစ်မျိုးပဲမဟုတ်လားချလိုက်မယ်ဆိုရင်ခန္ဓာပဲနှစ်ပါး၅ပါးချုံလိုက်မယ်ဆိုရင်တော့နှစ်ပါးအဲ့ဒီသဘောတရားတွေဖြစ်တာယုတ်တရားနဲ့နံတရားအကျယ်ချက်ရင်ခန္ဓာ၅ပါးအဲ့ဒါတွေဖြစ်ပေါ်ပြီးတော့လာတာဘာခေါ်ဇာတိဟုတ်တယ်ဇာတိရှေ့သွားလိုက်တော့ဇရာကြတော့ဥရာဇရာကြတော့ဥရာဘသူဥတော့ခန္ဓာ၅ပါးဥမရဏကြတော့သေတာဘသူသေခန္ဓာ၅ပါးကြီးသေဒီလိုဖြစ်တာနော်ဟုတ်တယ်ဒါကသူတို့ရဲ့သဘောသွားအကျဉ်းစားပြောထားခြင်းပဲအလုံးပဋိစ္စသမုပ္ပါအင်္ဂါဘယ်နှပါ12ပါးဒ
ဒီပဋိစ္စသမုပ္ပါအင်္ဂါ12ပါးထဲမှာဘုန်းကြီးတို့တွေဘဝတန်တရားတဲ့ဟိုလေအောင်ပတ်အောင်လုပ်တဲ့တရားတွေလိုက်ရှာတော့ဒီထဲမှာအရေးကြီးတဲ့ခေါင်းဆောင်2ပါးတွေ့တာပေါ့နံပါတ်1အကွက်ထဲကအဥဆုံးဖြစ်တဲ့အဝိဇ္ဇာနဲ့နံပါတ်3အကွက်ထဲကအဥဆုံးဖြစ်တဲ့တဏှာအဝိဇ္ဇာနဲ့တဏှာဟုတ်တယ်အဲ့ဒီနှစ်ခုကမူလနှစ်ဖြာမူလဆိုတာအကြောင်းရင်းပေါ့မူလဆိုတာအကြောင်းရင်းဘဝတန်တရားတဲ့လေအောင်လှည့်ပတ်ပြီးတဲ့နေရာမှာအကြောင်းရင်းခေါင်းဆောင်သူတို့2ဦးပေါ့အကြောင်းရင်းကိုပါဠိလိုမူလမဟုတ်လား2ဦးရှိတာမဟုတ်တော့နှစ်ဖြာဆိုတော့အဝိဇ္ဇာနဲ့ဘယ်သူတို့တဏှာသူတို့တွေကပါတယ်တော့မူလနှစ်ဖြာဘယ်လိုတဲ့မူလနှစ်ဖြာဟုတ်တယ်ပဋိစ္စသမုပ္ပါအင်္ဂါ12ရက်ထဲမှာမူလပဲ2ပါးရှိ2ပါးရှိဘသူနဲ့ဘသူဝိဇ္ဇာနဲ့တဏှာဟုတ်တယ်သစ္စာအပြင်လိုက်ရှာကြစို့ပဋိစ္စသမုပ္ပါအင်္ဂါ12ရက်ကိုစဉ်းတန်းထားပြီးတော့သစ္စာအပြင်ခွဲခြားကြည့်တော့အဝိဇ္ဇာဆိုတာမသိတတ်တဲ့သဘောလို့ပြောခဲ့တယ်အဝိဇ္ဇာဆိုတာမသိတတ်တဲ့သဘောသင်္ခါရကပြုလုပ်တဲ့သဘောအဝိဇ္ဇာကမသိတတ်တဲ့သဘောသင်္ခါရကပြုလုပ်တဲ့သဘောမသိပြီးတော့ပြုလုပ်တာမသိပြီးတော့ပြုလုပ်တာမသိဘဲနဲ့ပြုလုပ်တာမသိဘဲနဲ့ပြုလုပ်တာရန်တန်လုပ်တာပေါ့ရန်တန်လုပ်တဲ့ဆိုရင်ကဲအမှန်နဲ့အမှားဘယ်သူကများမလဲအမှားကများတော့မှာပေါ့အဝိဇ္ဇာကမသိဘူးတဲ့မျက်နှာအဝတ်နဲ့စီးထားသလိုမမြင်မကန်းဖြစ်အောင်လုပ်ထားတယ်နော်သင်္ခါရကယံတန်လုပ်တယ်ဆိုတော့အမှန်နဲ့အမှားဘယ်သူကများမလို့အမှားကများတော့မှာပေါ့ဒီလိုဆိုရင်သူတို့2ဦးဟာအမှားဂျိုးတွေရစီတဲ့အကြောင်းတရားပေါ့အဝိဇ္ဇာနဲ့သင်္ခါရနောက်သူတို့ကြောင့်ဖြစ်မဲ့ဥစ္စာတွေကအကျိုးတရားတွေကကောင်းကျိုးတွေလားမကောင်းကျိုးတွေလားဒါဖြင့်မကောင်းကျိုးတွေကိုဖြစ်စေတဲ့မကောင်းကြောင်းပေါ့ဘသူနဲ့ဘသူတို့အဝိဇ္ဇာနဲ့သင်္ခါရဒါဖြင့်မကောင်းကြောင်းဆိုရင်သူတို့သစ္စာအဖြစ်နာမည်ပေးရမယ်အဝိဇ္ဇာနဲ့သင်္ခါရသစ္စာအပြင်နာမည်ပေးရင်သမုဒယသစ္စာဗါတဲ့တော့သမုဒယသစ္စာဒီအောက်ခြေကသမုဒယသစ္စာလို့ရေးထားတာသူတို့နှစ်ခုဟာအဝိဇ္ဇာနဲ့သင်္ခါရဟာသမုဒယသစ္စာပါလို့ပြောတာဟိုဒီအောက်ခြေမှာသမုဒယလို့ရေးမထားဘူးလားအဲ့ဒီအဝိဇ္ဇာနဲ့သင်္ခါရဟာသစ္စာအပြင်ပြောရင်ဘာသစ္စာဘာဖြစ်လို့တော့ဆိုတော့မကောင်းကျိုးတွေကိုဖြစ်အောင်လုပ်တဲ့မကောင်းကြောင်းနှစ်ဒီမဟုတ်လားမကောင်းကြောင်းတွေဘယ်သူတို့အဝိဇ္ဇာနဲ့သင်္ခါရအဲ့ဒါအရင်ခံပြီးတော့ဝိညာဏယုတ်သတ္တယရဏဖာသဝေဒနာဒါတွေအကျိုးတရားတွေနော်မကောင်းကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားတွေဆိုတော့ကောင်းကျိုးလားမကောင်းကျိုးလားမကောင်းကျိုးဆိုတော့သူတို့ကိုသစ္စာအပြင်နာမည်ပေးရမယ်ဗာသစ္စာဒုက္ခသစ္စာအောက်ခြေမှာဒုက္ခသစ္စာလို့ရေးထားတာအဲ့ဒီသူတို့5မျိုးဟာသစ္စာအပြင်ပြောရင်ဒုက္ခသစ္စာဒီပါလို့ပြောတာနော်ဝိညာဏယုတ်တလာယရဏဖာသဝေဒနာဘာသစ္စာတဲ့တော့ဒုက္ခသစ္စာဟုတ်ပြီရှေ့သွားကြစို့သုံးွက်ထဲသွားတော့တဏှာပါဒံကာမဘဝဗါတဲ့တဏှာဥပါဒံကာမတဏှာကလူကျင်တဲ့ဥပါဒံကဆွဲလန်းတဲ့ကာမဘဝကအာထုတ်တဲ့လူကျင်တဲ့ဆွဲလန်းတဲ့အာထုတ်တဲ့ကောင်းနိုင်ပါမလားတဏှာကလူကျင်တဲ့ဥပါဒံကဆွဲလန်းတဲ့ကာမဘဝကအာထုတ်တဲ့လူကျင်တဲ့ဆွဲလန်းတဲ့အာထုတ်တဲ့လူကျင်တဲ့ဆွဲလန်းတဲ့အာထုတ်တဲ့ကောင်းပါမလားအတန်ကြာရုံနဲ့ကိုမကောင်းဘူးသိနိုင်တယ်နော်ဟုတ်တယ်အဲ့ဒီမကောင်းတဲ့ဥစ္စာတွေလူကျင်တယ်ဆွဲလန်းတယ်အာထုတ်တယ်အဲ့ဒါအကြောင်းပြုပြီးတော့ဟိုဘက်မှာဇာတိဆိုပြီးတော့ခန္ဓာ၅ပါးကြီးပေါ်ရတဲ့ဇရာမရဏဆိုပြီးတော့ဥသေးဖြစ်ရတဲ့နောင်ဖြစ်ရတဲ့ဥစ္စာတွေကကောင်းကျိုးတွေလားမကောင်းကျိုးတွေလားဒါပြန်သူတို့၃မျိုးကမကောင်းကြောင်းပေါ့မကောင်းကြောင်းဆိုရင်စောစောတုန်းကပြောသလိုပေါ့တစ်အကွက်တုန်းကမကောင်းကြောင်းဆိုရင်သမုဒယသစ္စာလို့နာမည်ပေးခဲ့တယ်မဟုတ်လားသူတို့လည်းပဲသမုဒယသစ္စာနာမည်ပေးမှာပေါ့မကောင်းကြောင်းနေမဟုတ်လားလူကျင်တယ်ဆွဲလန်းတယ်အာထုတ်တယ်မကောင်းကြောင်းဆိုတော့သူတို့လည်းသစ္စာအဖြစ်နာမည်ပေးရင်ဗာသစ္စာသမုဒယသစ္စာဆိုတာတဏှာဥပါဒံကာမဘဝသူတို့ကိုလည်းညှို့ထိုးတာနော်ဘာသစ္စာတဲ့သမုဒယသစ္စာဟုတ်တယ်မကောင်းကြောင်းဒီအဲ့ဒီမကောင်းကြောင်းကြောင့်ဟိုဘက်နံပါတ်၄ကွက်မှာဇာတိဆိုပြီးတော့ခန္ဓာ၅ပါးကြီးဖြစ်ရတယ်မဟုတ်လားကောင်းကျိုးလားမကောင်းကျိုးလားသရာဆိုပြီးတော့ဥရတယ်မဟုတ်လား
မရဏဆိုပြီးတော့သိရတယ်မဟုတ်လားကောင်းကျိုးတွေလားမကောင်းကျိုးတွေလားဒါဖြင့်မကောင်းကျိုးတွေဆိုတော့သစ္စာအဖြစ်နာမည်ပေးမယ်ဗာသစ္စာပြောတယ်မဟုတ်လားအောက်ခြေမှာဒုက္ခသစ္စာရေးထားတာဇာတိတို့ဇရာမရဏတို့ဟာဒုက္ခသစ္စာပါလို့ပြောတာနော်ဟုတ်ပြီဒီလိုဆိုလို့ရှိရင်တစ်ကွက်ထဲကအဝိဇ္ဇာနဲ့သင်္ခါရကသမုဒယသစ္စာနှစ်ကွက်ထဲက၅မျိုးကဒုက္ခသစ္စာသုံးကွက်ထဲက၃မျိုးကသမုဒယသစ္စာလေးကွက်ထဲက2မျိုးကဒုက္ခသစ္စာဆိုတော့သူတို့ရှိရလိုက်ထောက်မယ်ဆိုရင်သမုဒယသစ္စာဒုက္ခသစ္စာသမုဒယသစ္စာဒုက္ခသစ္စာလေးကထောက်ရတယ်နော်လေးကထောက်ရပြီမယ်လို့အမျိုးအစားကတော့ဘယ်နှပါဘာသစ္စာနဲ့ဘာသစ္စာဒါဖြင့်ပဋိစ္စသမုပ္ပါအင်္ဂါ12ရပ်တွင်သစ္စာအဖြစ်2မျိုးပါတာပေါ့အဲ့ဒါကိုလင်္ကာမှာသစ္စာ2ခုဒီလိုပြောတာပြီးတော့အလွှာအဖြစ်လိုက်စေတော့တစ်ကွက်ထဲကအဝိဇ္ဇာနဲ့သင်္ခါရကသမုဒယသုံးကွက်ထဲကတဏှာဥပါဒံကာမဘဝတို့ကလည်းသမုဒယချင်းအတူတူပဲနော်တူရင်ပေါင်းလိုက်ပါလားဆိုတော့လည်းမပေါင်းနိုင်ဘူးတဲ့ဟဲ့ဘာဖြစ်လို့လဲသမုဒယချင်းမဟုတ်လားဟုတ်ပါတယ်ဟုတ်ပေါင်းလိုက်ပေါ့မပေါင်းနိုင်ပါဘူးဘယ်နဲ့ကြောင့်မပေါင်းနိုင်ရတာတုံးလို့ဆိုတော့အဝိဇ္ဇာသင်္ခါရတို့ကပြောတဲ့ကျုပ်တို့တွေသမုဒယဆိုတာလွန်လေပြီးတော့အတိတ်ကာလကဖြစ်ခဲ့ကြတဲ့သမုဒယသူတို့နံပါတ်3ကွက်ထဲကတဏှာဥပါဒံကာမဘဝတို့ကယခုဖြစ်စေပစ္စုပန်ကာလမှာဖြစ်ကြတဲ့သမုဒယဆိုတော့အချိန်ကာလချင်းတူကြသေးလားမတူလို့မပေါင်းနိုင်ပါဘူးတဲ့ကဲဒီပညာပေါင်းနိုင်တဲ့သူရှိသေးသလားလိုက်ရှာတော့နှစ်ကွက်ကလည်းအကျိုးတရား၄ကွက်ကလည်းအကျိုးတရားပေါင်းနိုင်သလားအဲ့ဒါဖြင့်သူတို့ပေါင်းနိုင်တာတစ်ကွက်ထဲမှာအဝိဇ္ဇာနဲ့သင်္ခါရအဝိဇ္ဇာနဲ့သင်္ခါရဒါပဲရှိတယ်ဆိုတော့ကဲတအုပ်စုနေကြပေါ့စီယုခတ်တရွာလုံးတအုပ်စုဖွဲ့ပြီးတော့နေကြပေါ့အတိတ်လည်းဖြစ်တယ်အကြောင်းလည်းဖြစ်တယ်အတိတ်လည်းဖြစ်တယ်အကြောင်းလည်းဖြစ်တယ်ဒါကြောင့်သူတို့ကိုဟောနာမည်ပေးမယ်ဆိုရင်အတိတ်အကြောင်းတလွှာပါတယ်တော့အတိတ်အကြောင်းတလွှာဘသူနဲ့ဘသူတော့အဝိဇ္ဇာနဲ့သင်္ခါရဟောသုံးအကွက်ထဲကြတော့ပစ္စုပန်လည်းဖြစ်တယ်အကြောင်းလည်းဖြစ်တယ်မဟုတ်လားတဏှာဥပါဒံကာမဘဝတို့ကဘာအလွှာပစ္စုပန်အကြောင်းတလွှာတဏှာဥပါဒံကာမဘဝတို့ကဘာအလွှာပစ္စုပန်အကြောင်းတလွှာဟုတ်တယ်ဟောနံပါတ်2ကွက်ထဲက5မျိုးနံပါတ်4ကွက်ထဲက2မျိုးသူတို့တွေကဒုက္ခသစ္စာတွေမဟုတ်လားပေါင်းလိုက်ပါလားဆိုတော့မပေါင်းနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့2ကွက်ထဲက5မျိုးကပစ္စုပန်ကာလမှာဖြစ်တာ4ကွက်ထဲက1မျိုးကအနာဂတ်ကာလမှာဖြစ်တာမပေါင်းနိုင်ဘူးပြောတယ်နော်ဒီလိုဆိုရင်ကဲသူတို့ပဲတအုပ်စုနေကြဝိညာဏယုတ်တလာယရဏဖတ်တာဝေဒနာစီယုခတ်တရွာလုံးတအုပ်စုဖွဲ့နေပေါ့နော်ပစ္စုပန်လည်းဖြစ်တယ်အကျိုးလည်းဖြစ်တယ်မလို့သူတို့5မျိုးကိုပါတယ်တော့ပစ္စုပန်အကျိုးတလွှာဘယ်လိုတဲ့တော့ပစ္စုပန်အကျိုးတလွှာဟောဇာတိနဲ့ဇရာမရဏကတော့အနာဂတ်ဖြစ်တာမလို့ဘယ်နဲ့တော့အနာဂတ်အကျိုးတလွှာပါတယ်တော့အနာဂတ်အကျိုးတလွှာဘသူနဲ့ဘသူတော့ဇာတိနဲ့ဇရာမရဏဒီတော့ပဋိစ္စသမုပ္ပါအင်္ဂါ12ရပ်တွင်အလွှာအပြင်ခွဲခြားလိုက်တော့တစ်ကွက်ထဲကအဝိဇ္ဇာနဲ့သင်္ခါရကအတိတ်အကြောင်းတလွှာနှစ်ကွက်ထဲက5မျိုးကပစ္စုပန်အကျိုးတလွှာ3ကွက်ထဲက3မျိုးကပစ္စုပန်အကြောင်းတလွှာ4ကွက်ထဲက2မျိုးကအနာဂတ်အကျိုးတလွှာဘယ်နှလွှာပါ4လွှာပါဟုတ်တယ်အဲ့ဒါလင်္ကာတိကုံးတော့4ခုအလွှာဘယ်လိုတဲ့တော့4ခုအလွှာဟုတ်တယ်အင်္ဂါကြတော့ဘယ်နှပါပါ12ပါဒီကအင်္ဂါ12ပါဆိုကြစမ်းပါဦးအေးမေသူတို့အကြိုက်ပဲဟုတ်လိမ့်မလဲသူတို့ကမပေါင်းနိုင်ပါဘူးလို့ဆိုတယ်မဟုတ်လားတောက်လျှောက်ကြည်ရလို့ပဲသဘာဝကြလိမ့်မလဲကိုယ်အုပ်စုလေးနဲ့ကိုနေခြင်းတယ်လို့ပြောတယ်မဟုတ်လား